Okay သင်ခန်းစာလေးကိုစလိုက်ကြအောင်ဒီကနေ့သင်ခန်းစာလေးမှာတော့ body 19အခန်းဆက်ကိုတော့ fit and saraiya fit and saraiya fit and saraiya ဟုတ်ပြီနော် fit and saraiya body 19ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုကဲစလိုက်ကြအောင်သင်ခန်းစာလေးမှာ ko iya kia kho iya kia so iya sia cho iya chia cho iya chia tho iya thia do iya dia wo iya uya kho iya kia tho iya thia mo iya mia ngo iya ngia o iya iya po iya pia ho iya hia pho iya pia cho iya chia okay to iya tia ro iya ria pho iya fia so iya sia pho iya pia ho iya pia no iya nia bo iya bia lo iya lia pho iya fua okay ဒီမှာကဲသင်ခန်းစာလေးတော့ပြီးပြီဒီမှာတခုပြောချင်တာဒီဟာအားလုံးလို့ပေါ့နော်ဒီထဲမှာပါဒီ bot ထဲမှာပါတဲ့တချို့စာသားလေးတွေကကြတော့စာသားလေးတွေကကြတော့တူတဲ့စာလုံးတွေပဲဆရာအားလုံးထည့်ထားပြီးတယ်နော်စာအုပ်တော်တော်များများမှာတော့သူတို့တူတဲ့စာအုပ်စာလုံးတွေကိုသူတို့မထည့်ထားကြဘူးနော်အတန်တူတဲ့စကားလုံးတွေကိုသူတို့ဖြုတ်ထားကြဥပမာအပြင်စာလုံးသုံးလုံးဖြစ်ရဆော့စီယာဆိုလေးစီစတဲ့အပြင်အဲ့ဒီစော်သုံးလုံးရှိလို့ဆိုလို့ရှိရင်သူတို့ကတစ်လုံးပဲထည့်ထားတယ်နော်အဲဆရာမကြတော့ဒီမှာစာလုံးတွေတော်တော်များများကိုအလုပ်ထည့်ထားပြီးတယ်နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးတွေနောက်ပိုင်းအပြင်မှာကဏ္ဍမှာတွေ့လို့ရှိရင်ဖတ်လို့များမှာဆိုဒီကနေအလေးကျလုပ်ထားပြီးတဲ့ကဏ္ဍအနေနဲ့စာလုံးတော်တော်များများကိုတူတဲ့စာလုံးတွေပါထည့်ထားပေးလိုက်တယ်နော်။ Okay ဒါဆိုသဘောပေါက်မှလို့ထင်ပါတယ်။အေးဒါသဘောပေါက်ပြီဆိုလို့ရှိရင်အာဝသင်ခန်းစာလေးကိုတွားကြည့်ရအောင်နော်။အာဝသင်ခန်းစာလေးကိုတွားကြည့်မယ်နော်။အတိတ်ပဲရှိတဲ့စကားလုံးလေးတွေကိုပြောကြတာဖြစ်ပါတယ်နော်။ Okay နော်။ Fit and saraiya ဟုတ်ပြီနော် Fit and saraiya food and saraiya Okay နော်ဒီသင်ခန်းစာလေးမှာကျတော့ sia so iya sia so iya sia ဆိုတာကျတော့ဘာပြောလဲပစ္စည်းတော်ကိုပြောတယ်ပုတ်တာသိုးတာလို့ပစ္စည်းတာလို့ပြစ်သွားတာလို့အဲ့ဒါမျိုးအားလုံးပြောလို့ရတယ်နော် sia ပစ္စည်းသည် sia ပစ္စည်းသည်ဟုတ်ပြီနော် mia mo iya mia ဆိုတာမိမကိုပြောတာနော်ဒါကရပ်ကွက်3စကားလုံးဆိုတော့ကိုယ်စနီမယာကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော် mo iya mia ဆိုတာဒီမိမကိုပြောတာဖြစ်ပါတယ်နော် mia ဆိုတာမိမကိုခေါ်တာပါနော်စနီမယာကိုခေါ်တာပါကဲနောက်တစ်ခုကိုစစ်သွားမယ် kian kho iya no kian kho iya no kian kho iya no kian kian ဆိုတာဗာလဲရေးတည်ပေါ့နော်နောက်ဆုံးမှာနာတာနဲ့ဆုံးသတ်ပြရမှာဖြစ်ပါတယ်ခေါ် ian no kian kian ဆိုတာရေးတည်ဟုတ်ပြီနော်ကဲတော့ပိုင်နောက်တစ်ခုက rian ro ian no rian ro ian no rian ro ian no rian rian ဆိုတာသင်ကြားတော်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော် okay အောက်ကြောင်းကိုစစ်ပြီးတော့တွားကြည့်မှာဖြစ်ပါတယ် okay အောက်ကြောင်းပါပြောလဲဆိုလို့ရှိရင်တိယတော်ဤယတိယတော်ဤယတိယမိုက်ထိုတိယတော်ဤယတိယမိုက်ထိုတိယဟုတ်ပြီနော်တော်ဤယတိယမိုက်ထိုတိယတော်ဤယတိယမိုက်ထိုတိယတိယဆိုတာပူးတယ်ကိုပြောတာလေဒီမှာရုပ်ပုံလေးပြတာအတိုင်းပဲเนาะအရက်ပူးတာကိုပြောတာเนาะโอเคနောက်တစ်ခုကကျတော့လီယာလော်အီယာလီယာလော်အီယာလီယာလော်အီယာလီယာဆိုတာရှာနဲ့ရစ်တာကိုပြောတာเนาะပုံမှာပြတာအတိုင်းပဲเนาะရှာနဲ့ရစ်တာကိုပြောတာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကဒီမှာပဲဆုံးသတ်ပဲနောက်သင်ခန်းစာလေးကိုသင်ခန်းစာ20မှာပြန်ဆုံကြမယ်เนาะသင်ခန်းစာ20ကိုစောင့်ကြည့်ပါ okay see you next video bye bye